မင်္ဂလာပါ Economy History Permis မှာနှုတ်ခွန်းဆက်တာပါရယ် ဇင်ဘာဘွေမှာကျတော့100 trillion နော် million မဟုတ် billion မဟုတ် trillion နော်အဲ့လောက်ကြီးထွက်လာပြီသူမစကူကအစိုးရအဲ့လောက်ကြီးရိုက်ထုတ်လာတာနောက်ဆုံးသူတို့နိုင်ငံသူတို့ဇင်ဘာဘွေပတ်စံတော့မသုံးတော့ဘူးဒီဒေါ်လာပဲကင်နေသုံးရတော့တယ်ဒါပေမဲ့အသေးသုံးနေပါလေကတော့ဒါအစိုးရထုတ်တဲ့ဇင်ဘာဘွေပတ်စံနေတော့သူတို့သုံးနေတော့ကျွန်တော်ခုလက်ရှိတော့တွေ့သေးတယ်ပေါ့ဗျာ2018ခုနှစ်ဗီနီဇွဲလားမှာကျတော့ဘာမျိုးပဲဒါအစိုးရပတ်စံရိုက်ထုတ်လို့ငွေကြေးဖောင်းမှုတန်းကျော်ဖြစ်ခဲ့ပြီးတော့ငွေစုပ်ရတောင်းမရှိကြတော့အမှ celebrity တွေရတည်ရမလားလက်ကန်အိတ်တွေလို့လက်ကန်အိတ်တွေပါရက်ပြီးပုံစံလေးလုပ်ပြီးပြန်ရောင်းပါဖြစ်တယ်များဖြစ်တယ်ငွေစုပ်ကိုအဲ့လိုမျိုးပုံစံလေးလုပ်ပြီးရောင်းတာငွေတန်မှုမရှိတော့လို့တကယ်ဗီနီဇွဲလားဆိုတာလေရင်းနေကမ္ဘာရင်းနဲ့အရန်အများဆုံးလူနော်ဒီကောင်တွေကလည်းအစိုးရမိုက်တယ်သူတို့ရင်းနဲ့ဈေးတက်နေတော့ဒီကောင်နဲ့ဆရာကြီးတွေပြီးမှသူတို့လုပ်ချင်တာလုပ်တယ်ရင်းနဲ့ဈေးကျသွားတဲ့အချိန်ကျတော့ဗီနီဇွဲလားဒီမှာတတိယထည့်ကြီးပြလို့ပဲစောက်ပုံကမပြောင်းဘူးဒီတိုင်းပဲဆိုတော့နောက်ဆုံးအသုံးကကြတော့မရှိဘူးချူတာကြီးဆိုလည်းဘာမှမလုပ်ဘူးသူလုပ်ချင်တာလုပ်ပြီးတော့ပြီးတော့ခါကျတော့ဘာဖြစ်လဲပတ်စံကောက်ရိုက်ဆိုတယ်ဒါအကုန်လုံးခံရတော့ပြည်သူတွေရောခံရတယ်အဲ့လိုမျိုးတွေပေါ့ဒါပတ်စံရိုက်ချင်တိုင်းရိုက်နေလို့မရဘူးဆိုတော့ကျွန်တော်ပြောပြတာဒါပေမဲ့အချို့ကြတော့လေအစိုးရကိုယ်တိုင်ဒါငွေကြီးကိုဒါခုကဒါအစိုးရကိုယ်တိုင်ငွေကြီးကိုဖျက်ဆီးရတော့ဒါပေမဲ့ပြည်ပကနေပြီးငွေအတူတွေတိုက်ခတ်တဲ့ရာဇဝတ်မှုတွေရှိဥပမာပြခုနကကျွန်တော်ပြောသလိုဇင်ဘာဘွေတို့ပါဆိုရင်သူငွေစက်ကူအများကြီးထွက်တယ်ဆိုတော့လေအများကြီးအစိုးရရိုက်တာဒီလောက်ထားပါတော့ဒီလောက်50လောက်ရိုက်တယ်ဟိုမဲ့အဲ့ဒါမှအစိုးရငွေစက်ကူအတူလုပ်ပြီးအပြင်က50လောက်ဖိုးတွင်းလာတာနိုင်ငံခြားမှာလုပ်ပြီးဖိုးတွင်းလာ50လောက်ဆိုဈေးကွက်ထဲမှာနိုင်ငံတို့မှာအဲ့လိုမျိုးဖြစ်လာအဲ့ဆိုတော့ပြည်ပအနေနဲ့တွေကလည်းပြည်ပအနေနဲ့ဆိုတာပြင်ပဂျာဇဝတ်မှုတွေကလည်းအဲ့လိုမျိုးဝင်လာလို့ရှိရင်ဒါဒုက္ခရောက်တာနော်အဲ့ကျတော့ငွေကြီးနဲ့ပတ်သက်လို့ဂျာဇဝတ်မှုကြီးတွေထဲမှာလည်းတော့ထင်းထင်းရှားရှားနှစ်ခုရှိတယ်ဒါပေမဲ့ငွေကြီးကဘယ်လောက်ထိကြောက်စရာကောင်းလဲဘယ်လောက်ထိအနေရှိရဆိုတော့ကျွန်တော်ပြောပြချင်တာပေါ့နော်ကျွန်တော် operation Manhattan ပေါ့နော်1942ခုဒါဒုတိယကမ္ဘာစစ်အတွင်းမှာကျွန်တော်ဂျာမနီနာဇီတွေကဒီကျွန်တော်ဗြိတိရှရဲ့စီဝါရေးပြိုလဲအောင်ဆိုပြီးတော့သူဘာလုပ်လဲဆိုဘာနဲ့ချစစ်တိုက်တာတော့သူလက်ကိုပြည့်သူထုကိုသူကျဲကိုကျဲမဟုတ်ဘူးနော်ဒါမိုးစီဝါရေးကစပြိုလဲအောင်ကျွန်တော်လုပ်တယ်ဘယ်လိုလုပ်လဲဆိုတော့သူဒီပေါင်စတာလေးပေါ့ဒါဘီလင်းငွေ30ခုပေါင်စတာလင်းငွေ30ခုသူအတုလုပ်တာအတုလုပ်ပြီးအဲ့ဒါကိုသူဗြိတိရှနိုင်ငံအတွင်းလေးကိုသူလဲအောင်တွင်းတယ်အမျိုးစုံပေါ့နီလန်မျိုးစုံဒါငွေ30ခုတူတွင်းတာအဓိကတော့ဒီစီဝါရေးပြိုလဲတော့အောင်ပေါ့နော်ဒါလည်းခုကျွန်တော်တို့ခုဟိုတလုံးမှာလာတဲ့တကားဗျာကျွန်တော်တို့ပါလဲ Pretty Brain ဒါကျွန်တော်ချိန်တဲ့ Thomas Shelby အဲ့ကားထဲမှာသူကတော့လုံးဝနားယူသွားပြီတကယ်ဆရာကြီးနော်ကျန်စာကြီးကလုံးဝနားယူနေတဲ့အချိန်နားသွားတဲ့အချိန်သူသားကအပါမင်ကမှာဆရာကြီးလုံနေရပေါ့နော်အဲ့ချိန်မှာသူကဘာလုပ်လဲဆိုတော့အဲ့နာဇီဂျာမနီနဲ့သွားပါရင်သူကဗြိတိရှဂျာမနီနဲ့တော့ပြန်တော့ဗြိတိရှမှာသူဒီဗြိတိရှမှာသူကဘယ်လိုခေါ်မလဲနာဇီဂျာမနီကပေးတဲ့ငွေတူတွေသူကဒီနိုင်ငံတွေကိုခုတ်ပြမှာအဲ့ကိစ္စကိုသူ့ဖေကျွန်တော်ရဲ့ဆရာကြီးတော့မရှယ်ပြီးတီးသွားပြီးပြန်လာဆုံးမအဲ့ဇာကလည်းကျွန်တော်ကြည့်ပြီးတော့ပါပြီအင်မတန်ကောင်းတဲ့ကားလေးပါအဲ့ကျတော့ကျွန်တော်လည်းကြိုက်တဲ့ကားလေးတာလေးအဲ့ရဲ့ဆုံးမနေပါလေပြောချင်တဲ့လေးပြအဲ့ကားထဲမှာဆိုလဲဒါတကယ်ငွေတူနဲ့နိုင်ငံပစ္စည်းအောင်လုပ်လို့ရတယ်ပေါ့နော်အဲ့လိုပဲငွေတူးနဲ့ပဲကျွန်တော်ငွေအတူတော့အတူပဲဒါပေမဲ့အတူမဟုတ်တဲ့ပြဿနာတစ်ခုရှိသေးတယ်အဲ့ဒါက1924ခုနှစ်ပြကျွန်တော်အဲ့ကောင်ကကျတော့ तू ကပြည်သူကိုလည်းမလိမ်ဘူးအစိုးရလည်းပြည်သူကိုမလိမ်ဘူး तू ကဘယ်လိုဖြစ်လဲဆိုတော့အစိုးရကိုလည်းလိမ်သွားတယ်ပြည်သူကိုလည်းလိမ်သွားတယ်နှစ်ကောင်လုံးခံလိုက်ရတယ် तू ကဘယ်လိုဖြစ်ပုံကဘယ်လိုလဲဆိုတော့ဒီ1924ခုနှစ်နော်အာသာအဲ့ဗာရိုက်စ်ကနော် तू ကငွေစက်ကူအစ်စ်နော်အဲ့ဒါကို तू ကခိုးရိုက်တာအစိုးရလည်းမသိအောင်ခိုးရိုက်တယ်ပြီးပြည်သူမသိအောင်လည်းအဲ့ဒီစက်ကူတွေကိုသူကဒီပေါ်တူဂီဈေးကွက်တွေကိုဖြတ်တယ်အဲ့ဒီပြဿနာဘယ်လိုဖြစ်လဲဆိုတော့တူတူနဲ့ပြန်ကျွန်တော်ပြောပြရအဲ့ကောင်ကအဲ့ဘဲကပေါ်တူဂီဘိုးဘန်းတော့ဥက္ကဋ္ဌဆိုပြီးသူကစတိုင်ဖမ်းလာဖိုင်မလိမ့်တာသူကလိမ့်မလိမ့်ကြီးကဘယ်လိုလဲဆိုကျွန်တော်အကြီးဆုံးကျွန်တော်ပြန်ပြောပြရမယ်ဆိုရှင်ကျွန်တော်တို့ဒီပေါ်တူဂီပတ်စံနေပါလေအဲ့ကျတော့သူတို့ပေါ်တူဂီမှာငွေစက်ဝယ်ရိုင်းနေတာမို့ဥပမာကျွန်တော်မြန်မာပြည်မှာဆိုလို့ရှိရင်ကျွန်တော်ဒီချောင်းနဲ့ရေနဲ့ချောင်းနဲ့ရှိကျွန်တော်ဟိုလောက်ဝါစီစိတ်ရုံမှာကျွန်တော်တို့ရဲ့မြန်မာကြက်ငွေတွေကိုကျွန်တော်ရိုက်ထုတ်တယ်ငါတို့လည်းတောင်းတဲ့နေတာတွေကအဲ့မှာရိုက်ပြီးကျွန်တော်တို့ထုတ်တယ်
အဲ့ဒါကိုနိုင်ငံမှာကိုရိုက်ထုတ်တာပေါ်တူဂီရဲ့ငွေကြေးရတော့ပေါ်တူဂီနိုင်ငံမှာရိုက်ထုတ်တာမဟုတ်ဘဲနဲ့အဲ့ခေတ်တုန်းကသူ့ရဲ့ငွေကြေးအလုံးကျွန်တော်တို့ပြည်တိုင်မှာရိုက်တာအင်္ဂလန်မှာရိုက်တာပေါ့နော်အဲ့ဒါကိုဘဲကသူကဘဟိုဘန်ပေါ်တူဂီဘဟိုဘန်ဥက္ကဋ္ဌဆိုပြီးတော့သူကလိန်ပြီးတော့သူတို့ရိုက်ပြီးဒါအစိုးရငွေကြီးလက်တော်လိုအချက်ဖြစ်နေလို့မလို့ကျွန်တော်အရေးပေါ်ရိုက်ပြီးအဲ့ဒါကိုလည်းခင်ဗျဘိုးဘန်တော့မပြောသေးနဲ့အောင်ဆိုပြီးတော့ဒါသူကတစ်ဖက်လည်းလိန်ပြီးတော့အမေတော့ခိုးရိုက်တာဟိုကနေလည်းရိုက်ပြီးလို့လိုက်တာအဲ့ပစံနေကပေါ်တူဂီနိုင်ငံထဲဝင်လာအဲ့မှာငွေကြီးဖောင်းဖောင်းမှုတွေဖြစ်ပြီးဘာဖြစ်လဲအဲ့ပေါ်တူဂီအစိုးရတခုလို့စစ်တပ်ကအာဏာသိမ်းသွားရောဒါကြတော့ဒါအစိုးရကလည်းမလိမ်ဘူးပြည်သူကလည်းမသိပြည်သူကထုံးစံတိုင်းဘာမှမသိတာဒါပေမဲ့အဲ့ဒါဖြစ်သွားတဲ့နိုင်ငံရေးခင်းချင်းတွေဖြစ်သွားတဲ့အခြေအနေတွေကနောက်ဆုံးအဲ့ဟာစီးပွားရေးတစ်ခုလုံးလည်းပြိုလဲသွားတယ်နောက်စစ်တပ်ပါအာဏာသိမ်းလိုက်ရတယ်ဒါငွေတူလေးပြဿနာလေးနော်အဲ့တော့ဒီပြဿနာတွေကဝယ်အစိုးရတွေကလည်းဘာတွေလုပ်ရလဲဆိုတော့သိရမလားကျွန်တော်တို့ဝါတာမက်ဒီလုံချုံရေးကြိုးတွေအကြောင်းပြောင်းတဲ့ဟာတွေကျွန်တော်တို့ပတ်စံနေမှာပါတဲ့မှန်ထောင်ကြည့်ကြတယ်ဗျအမျိုးမျိုးပေါ့ဗျအဲ့မှာအဲ့လိုခါမျိုးတွေအမျိုးမျိုးကာဝေးနီးပညာလုံချုံရေးနီးပညာတွေမျိုးမျိုးသုံးရတယ်အဲ့လိုမျိုးတွေဒါကျွန်တော်လုပ်လာတယ်ပေါ့နော်ဆိုလမာလီယာမှာဆိုတော့ခုနကကျွန်တော်ပြောလူလူနိုင်ငံငွေကြီးဖုံးပွားတော့ကျွန်တော်ဒေါ်လာသုံးတာလေလို့မြန်မာပြည်နယ်စက်တွေမှာလေကျွန်တော်တို့မှာဗျာချမ်းပြည်နယ်တို့ဟိုဘက်ဒီတို့ပါဆိုကျွန်တော်တရုတ်ငွေသုံးတာဗျာလေလားဥမာကျွန်တော်ဥမာပယံစင်းနေဒီမှာဗမာငွေနဲ့ရှင်းနေတယ်ဟိုဘက်မှာကျတရုတ်ငွေနဲ့ရှင်းတယ်အဲ့မဲ့ဈေးတော်ပိုကောင်းသေးရပေါ့နောက်ပြီးတော့ခါကျတော့ဒီမြောက်ဒီဘက်ဆိုလဲဟိုဘတ်ငွေပိုင်းသုံးဆွဲလာတယ်ဘန်းငွေတွေပဲတုံးဆွဲလာဒီပေါ့ဒါလူတို့ကကျတော့ဟိုနေဆက်လဲနေဆက်ဆိုတော့ဥပနိုင်ငံလည်းနီးနေတော့ဒီပေါ့ကုန်တယ်တွေကတော့ဒါငွေစည်းအတက်ကြောက်ခံနိုင်တော့ဗျာသူတို့ဒါသူများနိုင်ငံငွေကြီးတုံးတော့သူများနိုင်ငံငွေကြီးတုံးလဲဆိုပေမဲ့တကယ်ကတော့မကောင်းဘူးဗျဘာလို့ဆိုတော့ကိုရီနိုင်ငံရဲ့ငွေကြီးပေါသွားပေါ့ငွေကြီးအာဏာရော့ကြတာပေါ့တကယ်ကိုငါငွေနဲ့ပဲရှင်းဆိုတဲ့ခါမျိုးဖြစ်တာပိုကောင်းတာပေါ့ဗျာကျွန်တော်ဒီမြန်မာနိုင်ငံငွေကြေးနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ငွေကြေးသမိုင်းမှာမေးလို့မရတဲ့သမိုင်းတစ်ခုရှိတယ်ဒါ demonetization ပေါ့နော် demonetization ပေါ့ဒါငွေကြေးဖြတ်သိမ်းခြင်းဒီအတိုင်းပဲ1985ခုနှစ်88တော့ရေးသိမ်းဖြစ်တာလေအဲကြောင့်ငွေကြေးဖြတ်သိမ်းတာကျွန်တော်1985ခုနှစ်25ကျပ်တဲ့95ကျပ်တဲ့နေမြန်မာအစိုးရအပတ်ဆိုပြီးရုပ်တရက်ဒီပတ်စံနေတောင်းမှုမဟုတ်ဆိုစားကြုံသေးလိုက်တာလေမောင်ဟူဒီဘက်ကိုဒါသူကစော်ဖို့လုပ်တာနောက်ပြီး2006မှာလဲကျွန်တော်တို့အိန္ဒိယကလည်းအဲ့လိုပဲဟိုကြီး1000တန်ကတော့လည်းလို့900တန်တွေကိုသူကဖြတ်သိမ်းလိုက်တာအဓိကသူကအဲ့မှာကဟိုအဒီဘယ်လိုခေါ်လဲအဂရီလိုက်စားထားတဲ့ငွေကြီးတွေကိုသူကစော်ခြင်းလို့အဲ့တော့ပတ်စုကောက်ဖြစ်တယ်ဒါပေမဲ့အဲ့မှာလဲဟိုလေသမိုင်းစနာရီပြကြဘာဖြစ်တယ်ညဖြစ်တယ်ဒါပေမဲ့ तू အဲ့လိုမျိုးလုပ်လိုက်တာအဲ့ကောင်ကကျတော့ဘာဖြစ်လာလဲဆိုတော့ तू လုပ်လိုက်တဲ့ဟာလေးကကျတော့ဟိုနိုင်ငံခြားနိုင်ငံonline ငွေကြေးစနစ်ကို तू တုံးဖို့တယ်လို့တခုတော့ဖြစ်ခဲ့ပြီးကောင်းတဲ့အချက်လေးတွေရှိသေးတာပေါ့ဗျာဒါကျွန်တော်အချင်းလေးပဲပြောပြတာပေါ့နော်ဟိုဒါတချို့အရာတွေခုဖြစ်ခဲ့တဲ့တမိုင်းကြောင်းတွေတချို့ဖြစ်တဲ့အရာတွေကိုကျွန်တော်ဇလန်းကောင်းတဲ့တခုစီတေချာတိတိကျကျနဲ့အတိအကျကျွန်တော်ပြန်လည်တင်ပြပါဦးမယ်ဒါလောလောဆယ်ကျွန်တော်ငွေကြီးတမိုင်းကြောင်းလေးတွေပဲပြောတော့ငွေကြီးဖြစ်တဲ့ခါလေးတွေပဲကျွန်တော်ရှင်းပြပေးပါပေါ့နော်အဲ့လိုပဲကျွန်တော်ဒေါ်လာလေးပေါ်မှာပဲနေပတ်စံနေမှာကျွန်တော်မြန်မာနိုင်ငံမှာဆိုလဲကျွန်တော်သိရမလားဟိုချင်းလေးပုံတွေပါတာစင်ပုံတွေပါတာအဲ့လိုပဲသူများနိုင်ငံလည်းလူထူးဆန်းဆန်းလေးပါတယ်ဗျာကျွန်တော်နိုင်ငံဟာလေးတွေကြတယ်ကျွန်တော်တိကျပြန်လုပ်ပြီးမယ်ထောက်ပါတော့ကျွန်တော်ဒါရိုးလေးနဲ့ဒါပါတဲ့အဲ့လိုလိုဝက်ချက်ဟာဘယ်လိုခေါ်မလဲသူစတဲ့ဟာလေးကျွန်တော်ပြောပြအောင်မယ်ဒေါ်လာပေါ်ကဥမာဒေါ်လာပေါ်ဆိုတော့ဒေါ်လာတန်ပုံမှာကျွန်တော်အဲ့မှာနောက်မှာလေးကျွန်တော်မျက်လုံးလေးပါတယ်အဲ့ဒါကျွန်တော်မသိရင်တအိုင်းလीfree mission ခိုင်းရဲ့ဟို logo လိုဘာလို့ပါတယ်ဗျာခုချိန်ဒီအဲ့ဒါနဲ့ပတ်သက်လို့ YouTube မှာကြည့်တိုင်းမျိုးပြောနေရတယ်အများကြီးရှိတယ်ဒါပေမဲ့သူအဲ့ရဲ့ညလုံးလေးကြီးပဲကျတော့သူကဟိုဖျားတခင်ကကျွန်တော်တို့အမေရိကန်ကြီးကိုစောင့်ကြည့်နေတယ်ပေါ့နော်စောင့်ရှောက်နေရဆိုတော့ကူစားပြုတ်ပြီးတော့ညလုံးလေးထည့်ထားတာတဲ့ဒါပေမဲ့ကျွန်တော်ဒီဥပမာနိုင်ငံမှာလုပ်နေတာကျွန်တော်တို့ review ပတ်စံနေမှာဆိုလို့ရှိရင်တရားလေးပါတယ်အဲ့ပတ်စံနေမှာတရားခုနကရှိရဗျပုံစံလေးအဲ့တော့ကသူတို့ဒီလိုပတ်စံထုတ်တော့အဲ့ခုနက
ထည့်ထားတဲ့တရားပုံစံအဓိကတနိုင်ငံဥရောပနိုင်ငံတနိုင်ငံနဲ့တနိုင်ငံပေါင်းကူးပြီးတော့လူရှင်တွဲပြီးတော့နေထိုင်မှုလာကူးစက်တန်ဖို့တရားပုံလေးဒါစိတ်ကူးရင်ပြီးတော့ထည့်ထားတဲ့ဟာလေးအဲ့ဒါတကယ်မရှိဘူးဒါပေမဲ့2017မှာကျွန်တော်နေတာလန်နိုင်ငံကျွန်တော်မျိုးလေးတစ်မျိုးမှာအဲ့တရား80လုံးအပြင်မှာတကယ်ဆောက်ခဲ့ဒါလေးတွေစူးစမ်းလေးပေါ့နော်အဲ့မှာပါတဲ့စီးရီးယားနံပါတ်တွေကလည်းဒီအတိုင်းပဲအခုကျွန်တော်ဗမာပတ်စံတွေမှာပါလေ AD နံပါတ်ဘလောက်ကားခါနံပါတ်ဘလောက်ဆိုကျွန်တော်ပတ်စံလေးတော့ရှိပါတယ်ကျွန်တော်ပတ်စံလေးတွေနောက်ကနေပုတ်ပြီးတော့လေဖြစ်တဲ့ပတ်စံဖြစ်ဖဲတော့ဖြစ်လို့ဖြစ်တဲ့ပတ်စံအမူကြီးရိုက်ပြီးတော့အဲ့ပတ်စံလေးဆိုတိတ်ခါကြလားမတန်9000ညပို့တယ်မှဖြစ်တယ်ကိုပေါက်ကြတယ်နိုင်တဲ့ကောင်အဲ့ပတ်စံသိမ်းတာဒီမှာပတ်စံဖဲတော့ရိုက်ကြသေးရဲ့ဗျဒီအဲ့လိုပဲအခုကျွန်တော်တို့ဒီနိုင်ငံတကာလေးမှာလည်းအဲ့လိုမျိုးနံပါတ်နံပါတ်ကိုရှင်းနံပါတ်နောက်နံပါတ်နံပါတ်၄လုံးတန်းတာတော့3တန်းသူတို့အမျိုးမျိုးယူဆရရှိရဗျအဲ့လိုနံပါတ်ဒီပတ်စံလုံးမှာဒေါ်လာပဲဖြစ်နေရောအဲ့ပတ်စံဒေါ်လာ1000နဲ့ချီတန်တဲ့ရာနဲ့ချီတန်တဲ့အဲ့လိုမျိုးလေးလည်းရှိတယ်ဗျဒေါ်လာဆိုပြီးမဲ့လည်းအဲ့နံပါတ်လေးတောင်တန်မိုးတစ်ခုဖြစ်နေတာဒါလူမျိုးမျိုးစိတ်တွေဒါသိထားတဲ့ဒါပတ်စံနဲ့ပတ်သက်လို့တန်မိုးတတ်မှတ်တာတွေလူတွေလက်ခံတဲ့ပုံစံမျိုးမျိုးလေးကျွန်တော်ပြောပြတာပေါ့နော်အဲ့လိုပဲ1998ခုနှစ်ဖိလစ်ပိုင်မှာကြောက်လဲကျွန်တော်တို့ပီဆိုပေါ့နော်တသိန်းနဲ့ပီဆိုပြီးထုတ်ခဲ့တယ်အဲ့တသိန်းနဲ့ပီဆိုဆိုတဲ့ဟာကြလဲစက်ကူကြီးကငွေစက်ကူကြီးကကျွန်တော် E4 စာရွက်ထက်တောင်ကြီးတယ်အဲ့တော့သူက green နဲ့မှတ်တမ်းအောင်ဝင်ခဲ့တဲ့ဒါကမ္ဘာကြီးတော့ငွေကြီးပတ်စံဆိုပြီးတော့ဒါမျိုးပေါ့ဗျာဒီပတ်စံမျိုးပေါ့ဒီပတ်စံတွေတမိုင်းကျောင်းတွေအားလုံးရဲ့နောက်ကမှရေးကြီးရကျွန်တော်အားပြိုင်မှုလို့ရှိရအဲ့ဒါဘာလဲဆိုတော့ကျွန်တော်အစိုးရရဲ့ရပိုင်ခွင့်နဲ့ပြည်သူရှင်များရှင်းတန်ခွင့်ပြပြောချင်တဲ့အသေးပဲဗျာခုနကကျွန်တော်ပြောသလိုပေါ့ငွေကြေးစနစ်ဆိုတာအစိုးရနဲ့ပြည်သူကြားတာလုံးဝအမြင်နဲ့ထားပါအပြိုင်မှုတစ်ခုပဲအစိုးရကလည်းသူဖြစ်နေတာအတွက်ကိုသူလုံးရန်ရလဲဘက်ဖို့အတွက်ကိုသူဖြစ်နေတာသူရဲ့တိုင်းပြည်ရန်ရလဲဘက်ဖို့အတွက်ဝင်အောင်များလို့မယ်ဒါလည်းသူတို့ရပိုင်ခွင့်သူတို့လုပ်ပိုင်ခွင့်ဒါပေမဲ့အဲ့ငွေတွေကိုကွန်ထရိုးလုံးမရှိဘဲနဲ့ထားပါတော့သူမှထုတ်လို့ကိုသူကရန်ရအောင်လဲဘက်အောင်မလုပ်ပါလေပြည်သူကကွန်ထရိုးလုံးမလုပ်နိုင်တော့ပါပဲကွန်ထရိုးလုံးမလုပ်နိုင်ဘဲနဲ့သူရန်ရမလဲဘက်ဖို့တော့ဘူးကိုယ်ဘာဖြစ်မယ်ဆိုရင်ဒါဒီကြပ်ကုန်သိန်းလုံးတက်ပါမယ်လုံးဝစစ်တော့မှာအဲ့ဒီပတ်စံကုန်သိန်းလုံးတက်မယ်ဒါငွေကြီးဖောင်းပါလေဗျာအဲ့ဒီပတ်စံမဲ့တိုးလာမယ်ဝန်နိုင်တဲ့ပစ္စည်းကနည်းသွားရင်ဒါပြည်သူရဲ့ရှင်သန်ခွင့်ကိုဒါချင်းချုပ်ခဲ့ရတာပဲဒါဒီပြောချင်တဲ့လေးပဲဒီအပြိုင်မှုထိန်းကြီးမှုလက်ရှိကမ္ဘာမှာအသုံးပြုနေတဲ့အကောင်းဆုံးပုံစံမျိုးပဲအကောင်းဆုံးဖြည့်ရှင်းတက်ကပါလဲဆိုတော့အကုန်လုံးကလက်ခံထားကြတာဘဟုဘန်ကိုလုံးဝလွတ်လပ်ခွင့်ပေးလိုက် Central Bank Independent လုံးဝဘဟုဘန်ကိုအစိုးရလက်အောက်ကနေလွတ်လပ်ခွင့်ပေးလိုက်ဟုတ်လားကျွန်တော်ပြောချင်တယ်ကအစိုးရလည်းပတ်စံရိုက်စိန်နိုင်ရိုက်လို့မရတော့ဘူးပြည်သူကလည်းလုပ်ချင်တိုင်းလုပ်ပြည်သူကတော့သူကနေသူလုပ်ချင်တိုင်းလုပ်မှာပဲဒါပေမဲ့အဲ့ဒါအစိုးရမူဝါဒတစ်ခုနဲ့ထိန်းချောင်းအဲ့ဒါဥမာဒီငွေကြီးတန်ဖိုးအတက်ကြကိုဘိုးဘန်းထိန်းချုပ်ဒါဆိုရင်ဒါစီးပွားရေးတိုင်းတာတို့ကသူနဲ့လူမောင်းနေမှာပဲအကောင်းဆုံးကတော့ပြည်သူကပစ္စည်းများထုတ်တိုင်းပြည်ကလိုတဲ့ကဘာကြီးကလိုတဲ့ချက်တွေရောင်းနိုင်တယ်လူတွေရဲ့ဟာတွေဖြည့်ရှင်းနိုင်တယ်ဆိုရင်ကျွန်တော်နိုင်ငံကြီးကဒါချမ်းသာလာမှာပဲအဲ့ဒီမှာကျွန်တော်တို့ဒီလိုမျိုးတွေရှိရတာဒါတွေကကျွန်တော်တို့ဒီကြမလို့ဒီလောလောဆယ်ကျွန်တော်ပြပြချင်တာဒါဘာမှမသိတဲ့လူတွေကျွန်တော်အသေးစိတ်သိအောင်ထဲကျွန်တော်အပေါ်ရန်လေးသိစေချင်တဲ့ဘုရားလေးနဲ့ကျွန်တော်ရှင်းပြတာပေါ့နော်ဒီရောက်သူခုမျိုးကျွန်တော်ပြဿနာကိုဖြေရှင်းဖို့တခါကျွန်တော်အကောင်းဆုံးဖြေရှင်းခဲ့တဲ့လူကကျွန်တော်1990ဝန်းကျင်ပေါ့နော်အဲ့မှာအမေရိကန်ကကုန်သင်းလုံးတွေကအစမှန်တက်ခဲ့ဘူးလေအဲ့ဒီအချိန်မှာကျွန်တော်ဘိုးဘန်ဖက်ရဲ့အဝတ်ထားပေါ့နော်4ကတော့လုံးဝအဲ့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်သူကတိုးလုံးတွေတော့ပြင်းပြင်းထန်ထန်တွန်းမြင့်ခဲ့တယ်ဒါငွေကြီးဖောင်းမှုဒါကိုထိန်းချုပ်ဖို့အတွက်အဲ့ဒါလည်းတကယ်ကြီးတော့သူကဒီလိုလုပ်ဖြစ်သွားဒါပြောတဲ့စီပေါ့နော်ခင်ဗျမင်းဘာတွေပြောနေရအောင်ဒါပါဖြစ်လို့အဲ့လိုမျိုးတွန်းမြင့်နှုံမြင့်လိုက်တာနဲ့ဒီပြဿနာဘယ်လိုဖြေရှင်းလို့ရလဲဘာလဲဆိုတဲ့ဟာလေးကဒါခုလုံးလုံးလေကျွန်တော်မပြောသေးဘူးကြဘာလို့လဲဆိုတော့ဒါကိုကျွန်တော်တက်ဒီ theory formula တွေဘယ်လိုဘာလုပ်ခဲ့လဲဆိုတဲ့ဟာလေးအသိစိတ်ဇလန်းအချင်းလေးကျွန်တော်ပြန်ပြီးတင်ဆက်ပြီးမှမလို့ဒီထက်မှတော့ကျွန်တော်ဒါအပေါ်ရန်လောက်ပဲကျွန်တော်ပြောသွားမယ်ပေါ့နော်